ဝေဖန်မှုတွေကိုအလုံးနဲ့သက်သေပြသူဘရူနိုဖာနန်ဒက်အားလုံးပဲမင်္ဂလာပါ United Zone ကနေကြိုးဆိုပါတယ်မနေ့က Manchester United အနေနဲ့ Brighton ကို3 ဂိုးပြတ်နဲ့နိုင်ရရှိခဲ့ပါတယ် Rate Table အတွက်ဒီနိုင်ပွဲကအမှတ်ပိုင်းဆိုင်ရာရေးမပါတော့တဲ့ပွဲတစ်ပွဲဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီပွဲဟာအသင်းအတွက်ပိုပြီးတော့ရေးပါတဲ့သူတစ်ယောက်ရှိပါတယ်အဲ့ဒါကတော့ Bruno Fernandes ဖြစ်ပါတယ်ဝေဖန်မှုတွေကြားဖိအားတွေကြားစီစဉ်တစ်လျှောက်လုံးမေခွန်းထုတ်ခံမရမှုတွေကြားကနေ Bruno Fernandes အတွက်ဒီပွဲကပရီးမီးယားလိဂ်မှာနာမည်တစ်ခုထပ်ပြီးရေးထိုးနိုင်ခဲ့တဲ့ညတညဖြစ်ခဲ့ပါတယ်ဒီနေ့သူရယူခဲ့တဲ့ assist ဟာဂိုးဖန်တီးမှုတစ်ချိန်နဲ့မဟုတ်ခဲ့ပါဘူးဒါဟာ record တစ်ခုဖျက်ချော်နိုင်ခဲ့တဲ့ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်ဒါဟာသူ့ကိုဝေဖန်ခဲ့တဲ့အတန်တွေကိုကွင်းထဲက performance နဲ့ပြန်ဖြေလိုက်တဲ့ moment တစ်ခုဖြစ်ခဲ့ပါတယ်။ကျိုးက Bruno Fernandes ကို big game တွေမှာမမြင်ရဘူးလို့ဝေဖန်ကြတယ်။တချို့က captain မပီတာဘူးလို့ဝေဖန်ကြတယ်။တချို့က United ကိုမပြောင်းလဲနိုင်ဘူးလို့ဝေဖန်ကြတယ်။ဒါ့အပြင်ဒီဟာတွေရရှိခဲ့တဲ့စုတွေဟာထိုက်တန်မှုမရှိဘူးလို့ပါဝေဖန်ခံခဲ့ရတဲ့ကစားသမားဖြစ်ခဲ့တယ်။ဒီလိုဝေဖန်မှုတွေမျိုးကိုတခြားသင်းဖန်တွေကပဲမကပဲUnited ရဲ့ Class of 92 Legend တွေရဲ့ဝေဖန်မှုတွေကိုပါရခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် Right Kane ဆိုရင် Nottingham Forest နဲ့ပွဲပြီးမှာ Assist Record စံချိန်ကိုမှီသွားတဲ့အကြောင်းကိုဒီလိုပဲပြောသွားခဲ့တာပါ။ဒီနေ့မှာ United ကကျွန်တော်တို့ကြားခဲ့ရတာကအမှန်တိုင်းပြောရရင်ကျွန်တော်အရန်ဒေါသထွက်ခဲ့တယ်။ Bruno ရဲ့ Assist ကြောင့်စကားဝိုင်းတစ်ခုလိုပြောနေကြတယ်။ကစားသမားတွေကသူ့ရဲ့ Assist ကြောင့်ပြောကြတယ်။ပွဲပြီးမှာသူ့ကိုအင်တာဗျူးလုပ်တော့ကျွန်တော်ခံသွင်းတဲ့အချိန်ငယ်ရှိပြီမဲ့ကျွန်တော်ဖန်တီးပေးခဲ့တယ်ဆိုပြီးသူ့ရဲ့ record အကြောင်းကို United ရဲ့တင်ကောင်းဆောင်ကသူကိုယ်တိုင်ပြောခဲ့တာပါဘောလုံးသမားတစ်ယောက်အနေနဲ့ပွဲတစ်ပွဲကိုဝင်ပြီးတူးချင်းစံချိန်တွေအကြောင်းကိုပြောနေတဲ့မင်းရဲ့စိတ်ကဘလို့ဖြစ်နိုင်ပါလဲသူကတော့ဘလို့ပဲဖြစ်ဖြစ်ခံသွင်းနိုင်ပါပါဒါပေမဲ့တနင်္ဂနွေနေ့မှာ United ရဲ့စွမ်းဆောင်ရည်ကိုပြောဖို့ကျွန်တော်ရှက်နေခဲ့တယ်ပြီးတော့ကစားသမားအားလုံးကသူအစ်စ်ရတဲ့အခါအောင်ဝဲခံမှုသွားတဲ့လူကရောဘလို့လဲဆိုပြီးတော့ဝေဖန်သွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Bruno Fernandes ကအဲ့ဒီအတန်တွေကိုစကားနဲ့တခါမှမဖြေခဲ့ပါဘူးသူ့ရဲ့အဖြေကအမြဲတမ်းတစ်ခုပဲရှိတယ်တွင်ကိုဖန်တီးမှုပြီးတော့ reset နေ့ညက Brighton ကို3 ဂိုးပြတ်နဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာလည်းအဲ့ဒီဖြေကိုထပ်ပြီးတော့မြင်ခဲ့ရပါတယ်တွင်ကိုတကူ assist တစ်ချိန် record တစ်ခုနောက်ထပ်သက်သေကြားချက်တစ်ခုကိုလှုပ်ဆောင်ပြခဲ့ပြီးပရီးမီးယားလိဂ်ရဲ့တမိုင်းတစ်လျှောက်ဖန်တီးမှုအများဆုံးစံချိန်ကိုရယူပြီးပရီးမီးယားလိဂ်မှာသူ့ရဲ့နာမည်ကိုတမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ဒါ့အပြင် Right Kane ရဲ့စကားတွေကသူတို့ရဲ့မီဒီယာတွေ engagement တက်ဖို့ United ကိုတုံးချလာတယ်လို့မျိုးခံစားရတယ်။လူသားဆန်မှုမရှိတဲ့ဝေဖန်မှုလိုပဲမြင်မိတယ်။ကစားသမားတစ်ယောက်ကဒီလိုကမ္ဘာအခေါင်ဆုံးလို့သတ်မှတ်ထားတဲ့လိဂ်မှာတမိုင်းတစ်လျှောက်အများဆုံးဖန်တီးမှု record တစ်ခုပြုလုပ်နိုင်မဲ့ကစားသမားတစ်ယောက်အဖြစ်ခွင့်ရှိတဲ့အခွင့်အရေးကိုနီးစပ်လာတဲ့ကစားသမားတစ်ယောက်ကဒီအကြောင်းကိုမီဒီယာတွေကမေးတဲ့အခါဖြေခွင့်မရှိတော့ဘူးဒီလိုဖြေလိုက်တာကအသင်းအတွက်စ조사ခြင်းသိမရှိတော့တဲ့သူတစ်ယောက်ဖြစ်သွားရောလားဒီလိုစံချိန်မျိုးကိုဖျက်ချော်နိုင်ဖို့ဘယ်လောက်ခက်ခဲလဲဆိုရင်တရားဒီအတွင်းကိုဂိုးအများဆုံးသွင်းနိုင်တဲ့စံချိန်ကိုဖျက်ချော်လွယ်ကူပေမဲ့ဒီလိုမျိုးကိုကဖန်တီးပေးရင်တောင်တစ်ဖက်လူရဲ့အဆုံးသက်သေးကြမှုကောင်းမှရတဲ့ဒီလိုစံချိန်မျိုးကိုဖျက်ချော်နိုင်မှုခက်ခဲခဲ့ပါတယ်ဒါကြောင့်လေ2002-2003ကတင်ခဲ့တဲ့ Thierry Henry ရဲ့စံချိန်ကိုလိုက်မိနိုင်မှုပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဆိုတဲ့ playmaker တွေကြိုးစားခဲ့ကြတယ်2004-2005မှာဆို Frank Lampard 18 ကြိမ်2009-2008မှာဆို Fabregas 18 ကြိမ်2014-2015မှာဆိုရင် Fabregas 18 ကြိမ်2015-16မှာဆိုရင် Ozil 19 ကြိမ်2016-2019မှာဆို De Bruyne 18 ကြိမ်2019-2020မှာဆိုရင် De Bruyne ကြိမ်20 2024-2025
2025မှာဆိုရင်စာလက်18ကြိမ်ဆိုပြီးတော့ပရီးမီးယားလိရဲ့ကစားသမားကောင်းတွေကြိုးစားခဲ့ကြတယ်ဒီဘရိုင်းဆိုရင်ဒါကိုလိုက်မိနိုင်မှု2ကြိမ်ကြိုးစားခဲ့ရတယ်ဒါပေမဲ့ဒီဘရိုင်းတောင်မှလိုက်မိနိုင်ခဲ့ရုံပဲရှိခဲ့တာပါဒါပေမဲ့တကယ်တမ်းဖြတ်ကျော်နိုင်ခဲ့တာက2025-26ရာသီမှာဘရူနိုဖာနန်ဒက်ကပြုလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်ပြောရရင်နှစ်ပေါင်း20ကျော်ကြာမှဒီစံချိန်ကိုဖျက်ကျော်နိုင်ခဲ့တာပါဒီလိုစံချိန်ကိုဖျက်ကျော်နိုင်ခဲ့တဲ့ဘရူနိုကိုဖန်တွေအသင်းသားတွေအနေနဲ့ family ဆန်ဆန်အောင်ပွဲခံမှုပြုလုပ်ပေးခဲ့တာကဘာပြောစရာရှိခဲ့လို့လဲဘရူနိုကိုစူးစမ်းခြင်းသိမရှိတဲ့ကစားသမားလို့ဝေဖန်ဖို့ကထိုက်တန်မှုမရှိပါဘူးဘရူနိုဟာ United မှာဆိုရင် record number တွေပဲပြောလို့မရပါဘူးစာရဲလက်ဖာကူဆန်နောက်ပိုင်းခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာအသင်းအတွက်ပေးဆက်ကစားသမားတစ်ယောက်ပါကပတိန်တစ်ယောက်ပါတချို့ကဘရူနိုဖာနန်ဒက်ကိုကပတိန်အနေနဲ့ဒီဘေးလုပ်ကြတယ်တချို့ကကလေးမဖြစ်ဘူးလို့ပြောကြတယ်တချို့က emotional များတယ်လို့ပြောကြတယ်တချို့ကဒိုင်များနဲ့ဇောတကတက်တာများတယ်လို့ပြောခဲ့ကြတယ်ဒါတွေကသူ့ရဲ့အမှားလားဒါကသူ့အမှားမဟုတ်ပါဘူးဘရူနိုက emotional player တစ်ယောက်ပဲဒါပေမဲ့အဲ့ဒီ emotional ကအသင်းအတွက်အားနည်းချက်လားဒါမှမဟုတ်ခွင့်အားလားကျွန်တော်မြင်မှာတော့ခွင့်အားပိုဖြစ်တယ်လို့မြင်မိတယ်ဘာကြောင့်လဲဆိုသူကဲလို့နိုင်ကျင်လို့အရှုံးကိုမကြိုက်လို့အသင်းမကောင်းရင် frustrated ဖြစ်လို့သူဒီလိုဖြစ်နေတာလို့မြင်မိတယ်တခါတလေ frustration ကို negative အနေနဲ့မြင်ကြတယ်ဒါပေမဲ့ဒါ winning mentality ရဲ့စိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်ဘရူနိုဖာနန်ဒက်ဟာအသင်းကောင်းနေလေ100%ပေးဆက်ကစားခဲ့တယ်အသင်းမကောင်းဘူးဆိုရင်လည်း100%ပေးဆက်ကစားခဲ့တယ်သင်းကတွင်းကိုးတွေဥဆောင်နေတယ်လေသူကတော့ကြိုးစားနေခဲ့တယ်သင်းရှုံးနေလေသူကကြိုးစားနေတာနောက်ဆုံးမိနစ်ရောက်ရင်လေသူက press လုပ်ဖို့ကြိုးစားတာကိုတွေ့ခဲ့ရတယ်ဘောလုံးဆုံးရှုံးသွားရင် recover ပြန်လုပ်တဲ့ကစားသမားတစ်ယောက်ပါဒါတွေကကပတိန်တစ်ယောက်ရဲ့စိတ်ဓာတ်ပါပဲကပတိန်ဆိုတာလက်ပတ်ပတ်ထားရုံမဟုတ်ပါဘူး body language intensity responsibility တွေရှိရပါဘူးဘရူနိုမှာအဲ့ဒါတွေအကုန်ရှိတာဒါကအားနည်းချက်မဟုတ်ပါဘူးနောက်တစ်ခုက consistency ပါဒါကဘရူနိုဖာနန်ဒက်ရဲ့ underrated အချက်ပါManchester United မှာမန်နေဂျာတွေပြောင်းလဲတွေကြားမှာကစားခဲ့တယ် system ပြောင်းခဲ့တယ် squad ပြောင်းခဲ့တယ် partner ပြောင်းခဲ့တယ်ဒါပေမဲ့ Bruno Fernandes ရဲ့အောက်ဘွယ်ကမပြောင်းလဲခဲ့ပါဘူး season after season goal assist chance creation keeper ဒီ number တွေကအမြဲရှိနေခဲ့တယ်အဲ့ဒါက elite level consistency ဖြစ်ပါတယ်တကယ်တော့ Bruno Fernandes ကို United ဖန်တွေအနေနဲ့ appreciate လုပ်တာထက်ပိုပြီးတော့ appreciation ရတဲ့တယ်လို့ထင်ပါတယ်ဒီလိုယာဒီလိုက် consistency ရှိမှုနှစ်ပေါင်း20ကြာအောင်တည်ရှိလာတဲ့စံချိန်တစ်ခုကိုရိုက်ချိုးနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ကိုလက်ရှိယာဒီသူရရှိခဲ့တဲ့စုတွေဟာမထိုက်တန်ဘူးလို့ပြောတာဟာတော်တော်လေးဟာသဆန်လွန်းနေတယ်လို့မြင်မိပါတယ်။ဘာပဲပြောပြော Bruno Fernandes က Premier League Player of the Season, FWA Player of the Year, Manchester United Player of the Year, the Golden Playmaker Award, Samet Bessi Player of the Year Premier League Assist Record History ဆိုတဲ့စုတွေကိုဝေဖန်မှုတွေကြားတဲ့ကနေရယူနိုင်ခဲ့ပြီဖြစ်တယ်။ပုံပေါ်မှာတော့ criticize တွေ debate တွေဆက်ရှိနေဦးမှာပါ။ဒါကဖော်ပေါ်ရဲ့သဘာဝပါပဲ။ဒါပေမဲ့ Premier League Record ဘုတ်ထဲမှာတော့နာမည်တစ်ခုကရှိနေပြီးသားပါ။အဲ့ဒါကတော့ Bruno Fernandes ပါပဲ။ Manchester United ရဲ့ creator, captain, leader ပြီးတော့ဝေဖန်မှုတွေကိုစကားနဲ့မဟုတ်ပဲ performance နဲ့ပဲအမြဲပြန်ဖြေနေတဲ့သူဆိုပြီးတော့သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်ပရီးမီးယားလိရဲ့ legend United ရဲ့ legend ဆိုပြီးတော့သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီးဂုဏ်ပြုကိုထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်ဒါကတော့ Bruno Fernandes ရဲ့ဒီယာဒီသူပြခဲ့တဲ့သွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်လည်း United အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်